လက်ကျိုးလေးရရွယ်လက်ကျိုးလေးဝေးဝေးနေဟောဆရာတော်ပြည်တယ်သွားပြီလှုပ်ပြန်ပြီညင်းနေဝင်နေသွားပြီဟောလက်ကျိုးလေးโอ้ဘယ်သူမှမဖြစ်ပါသေးနဲ့ကွာဟာသွားပြီဟာကတည်းကကြည့်မယ်နောက်ဆုံးဖုန်းမူးလည်းနေမယ်နည်းနည်းနောက်ဆုံးလာစလည်းပြောရကြီးလာလည်းပြောပြီဟာဟာဆောင်းမပြေကနေကွာစားပြေကိုရောရေဘယ်လိုဟုတ်ပြီဘောဟေးဟေးတို့တောင်းနေရောပြေတဲ့ကိုတော့ဖတ်ပြလိုက်ဒီအထက်ကို